ရိုက်ပလားဒီဗီဒီယိုမှာရှိတယ်ဒီတော့ရှိပေးတယ်ဒီကြည့်အောင်ရှိပေးလာတော့တိုင်ကောင်းတယ် ถ้าไข่ตกเนี่ยแบบนี้ได้ โอ้ပြောလိုက်တာပဲရှိသေးတယ်မရတော့ဒီစအများကြီးပဲဒီစရဲ့အများကြီးပဲ คุณหมอบอกซูเปอร์ PCOS စူပါပီဇာအများကြီးပဲเนาะ มันก็เลยไม่มา ဒီကစားဒီလိုမျိုးအရေးအိတ်တွေ့တာနေနေလို့ဆရာဝန်ဆေးပေးတယ်မလားဒီလိုပဲတွေ့တာမလားဟုတ်ပါလဲညာညီမတော့ ပြောတယ်တေးတေး ဒီမှာညာပဲတေးညာပဲရေးအိတ် เป็นเพราะแบบนี้ ไข่ไม่ตกเลย နောက်တစ်ဖက်မှာရောနှစ်ဖက်လုံးရှိတယ် สองข้างเลยค่ะ နှစ်ဖက်လုံးမှရှိတယ်ကြောက်စရာ ขอช่วยด้วย กินยาฮอร์โมนครับแบบฮอร์โมน ပထမဆုံးဟော်မုန်းစိတ်တော့မယ်နည်း ต้องยอมกินยา ဒီမာလီယာလေဟော်မုန်းစိတ်ရင်တော့မယ် นี่ยาคุมใช้ยี่ห้ออะไรตอนนี้ที่เคยใช้อ่ะ ဆောင်းပြီးတော့ဘာဒစိတ်လည်းပြီးလားဟော်မုန်းစိတ်ပါစိတ်ပေးလိုက်တယ်မတီးတော့ไม่รู้ค่ะ กับยี่ห้อไม่ได้ จำไม่ได้แล้ว คือที่ให้หรือข้างหน้า พม่าเขา ยา ให้ คุ มาม ใช่ไหมครับ ยาคุม သူပေးလိုက်တဲ့စီလေးအတီးအိတ်တွေးကလေးစီပေးလိုက်တဲ့ဟာလေ ตุ้มนี่ยาคุมใช่ไหม အဲ့ဒီရပဲပေါ့ရခုံဆိုတာအဲ့ပေါ်ဆံကိုပေးလိုက်တဲ့အချိန်က อ๋ออย่างเงี้ยคงยากเพราะว่าเนี่ยไข่ไม่ตกไข่ไม่ใช้ไม่ได้ ရခုံစီတော့တိလား เป็นหน่วย အာစီ ใช่ใช่คือ แต่ไม่มีก้อนอะไร ยา นะ กินได้ก้าวเลยใช่ น่ากลัว